အားလုံးပဲမင်္ဂလာပါရှေးဦးစွာဘုရားသခင်ရဲ့ကြီးသူတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့ဒီနေ့ခရစ်စမတ်အချိန်ရာသီရောက်တဲ့အခါမှာခရစ်စမတ်နဲ့ဆိုင်တဲ့အကြောင်းအရာမတ်စိတ်ကလေးတွေကိုပြန်ပြီးတော့မှခွန်အားပေးနှိုးဆော်ချင်ပါတယ်နောက်ဘက်တော့ခွန်အားပေးခြင်းတဲ့အရာကတော့ယေရှုကြွလာခြင်းဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ယေရှုကြွလာခြင်းပထမအကြိမ်ဟေဘဲခန်းကြီး30ကပါတဲ့အကြောင်းအရာလေးတွေနဲ့ပြန်လဲပြီးတော့မှခွန်အားပေးတိုက်တွန်းကြပါတယ်ဟေဘဲခန်းကြီး30ငွေ1ကနေပြီးတော့မှ30ထိမှပါတဲ့အကြောင်းအရာတွေကိုပြန်လဲပြီးတော့မှဝင်ကပေးကြပါတယ်ဟေဘဲကျမ်းစာကိုရေးတဲ့လူကဓမ္မဟောင်းကျမ်းစာကိုကျွမ်းကျင်ပိုင်နိုင်နှံ့ဆက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဓမ္မဟောင်းရဲ့ရစ်ပူဇော်ခြင်းတွေနဲ့ယေရှုခရစ်ရဲ့ကယ်တင်ခြင်းဆိုတဲ့အရာတွေကိုချိတ်ဆက်ပေးတဲ့လူလည်းဖြစ်တယ်ပြီးတော့ဓမ္မရေးရာကိစ္စတွေမှာကျွမ်းကျင်ပိုင်နိုင်နှံ့ဆက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့ဒီဟေဘဲကျမ်းစာကိုဘယ်သူရေးတယ်ဆိုတာကိုအတိအကျဘယ်သူမှမသိဘူးလို့ကျွန်တော်တို့သိရတယ်ကျွန်တော်နေတဲ့စိတ်ထဲမှာတော့ဒါကိုရှင်ပေါလုပဲဖြစ်နိုင်တယ်လို့ကောက်ချက်ချခြင်းနဲ့သူတစ်ယောက်ပဲဒီဓမ္မဟောင်းကျမ်းကိုကျွမ်းကျင်ပိုင်နိုင်နှံ့ဆက်တယ်လို့ဖာရိရှဲတစ်ယောက်လည်းဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့သူရေးတယ်လို့ဟေဘဲလူတွေတည်သွားလို့ရှိရင်ဘယ်သူမှဖတ်တော့မှာမဟုတ်ဘူးဒါကြောင့်မလို့သူကဖာရိရှဲကနေပြီးတော့ခရစ်တော်နောက်လိုက်ဖြစ်သွားတဲ့အခါမှာတစ္ဆာပေါက်လို့သူ့ကိုသူများကမြင်ထားတဲ့လူဖြစ်တယ်သူရေးတယ်ဆိုလို့ရှိရင်သူများဖတ်မှာမဟုတ်ဘူးလေသူ့ရဲ့နာမည်ကိုဖျောက်ပြီးတော့မှလျှို့ဝှက်ကလောင်ပုံစံနဲ့ရေးထားတဲ့ပုံစံလေးတွေ့ရတာဖြစ်တယ်ဆိုတော့အငယ်1မှာကျွန်တော်ဖတ်ကြည့်တဲ့အခါမှာပြညတ်တရားဆိုတဲ့စကားလုံးလေးပါတယ်ပြညတ်တရားလို့ပြောတဲ့အခါမှာစနစ်အဟောင်းမောရှေအားဖြင့်ဖျားပေးတဲ့ထုံတန်းအစဉ်အလာတွေကျင့်ဆက်ရမယ့်စီကံတမတ်ချက်တွေပူဇော်ခြင်းနဲ့ဆိုင်တဲ့ဘာသာရေးအခမ်းအနားတွေဒီဟာကမောရှေအားဖြင့်ဖြစ်လာတာဖြစ်တယ်ဝတ်ပြုကကျမ်းမှာရှိတယ်ဆိုတော့ကျွန်တော်သိရတယ်ဝတ်ပြုကကျမ်းကိုတေချာဖတ်ကြည့်တယ်ဆိုလို့ရှိရင်ပုံရိပ်လေးတွေပဲဖြစ်တယ်အရေးမှတ်ကလေးတွေပေးထားတာအခုပြည့်စုံလာတဲ့အရာတွေကဆက်ကြည့်တဲ့အခါမှာကျမ်းစာတအုပ်လုံးရဲ့အခြေဆက်ကိုကျွန်တော်ပုံနားလည်သွားမှာဖြစ်တယ်ဒီကျမ်းစာတွေကတယောက်တည်းရေးတာတော့မဟုတ်ဘူးလူအများနဲ့ရေးတာဖြစ်တယ်ဒါပေမဲ့အကြောင်းအရာတစ်ခုတည်းကိုပဲရည်ညွှန်းနေတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကိုဝိညာဉ်တော်မုတ်သွင်းတဲ့နှုတ်ကပတ်တော်ဆိုတာကိုကျွန်တော်သိရတာဖြစ်တယ်နောက်ထပ်ကျမ်းကြောင်းလေးကနှုတ်ဖြစ်လက်တန့်သောမင်္ဂလာအကျိုးတို့ဤတေချာသောပုံသဏ္ဍာန်ကိုမပြတဲ့တေချာတဲ့ပုံသဏ္ဍာန်မပြဘူးသူကဘာလဲဆိုအရိတ်တက်ပဲဖြစ်တယ်အကောင်ထဲမပါဘူးမောရှေစီရင်တဲ့ပြညတ်ထဲကိုအသေးလိုက်လို့ရှိရင်တော့အဲ့ဒီအုပ်စုဟာဘယ်ထဲမှာပဲရှိလဲဆိုလို့ရှိရင်အရိတ်ထဲမှာပဲရှိသေးတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အခုခေတ်အသင်းတော်တွေကိုကျွန်တော်ချိတဲ့အခါမှာမောရှေပြညတ်တရားအတိုင်းလိုက်တဲ့အသင်းတော်တချို့ရှိတယ်အသင်းတော်ကသာဗရိညင်တရားသစ်အသင်းတော်လို့ပြောပေမဲ့จิตသုံးမှုတွေကဘယ်အရာတွေကိုပေါင်းစပ်ထားလဲဆိုလို့ရှိရင်မောရှေရဲ့ပြညတ်ချက်တွေနောက်ကိုပြန်လိုက်သွားတော့ကျွန်တော်တွေ့ရတယ်တချို့ကတော့တိတိတကြကြီးမလိုက်ပေမဲ့လည်းအဲ့ဒီဘက်ကိုပြန်ပြီးတော့ຫນွယ်နေတယ်ဆိုတဲ့အရာလေးတွေကိုကျွန်တော်တွေ့ရတယ်အဲ့ဒီအချိန်တုန်းကအစ္စရေးလူမျိုးတွေကအခိုက်အတန့်အတွက်ပြောထားခဲ့တဲ့အရာတွေကိုဒီကြီးစုတော်ကာလမှာအသင်းတော်တွေကအစ္စရေးလူမျိုးမဟုတ်တဲ့လူတွေကသွားကျင့်သုံးတဲ့အခါမှာဘလို့မှဆက်လို့မရဘူးအဲ့ဒါကိုကျွန်တော်နားလည်ရမှာဖြစ်တယ်နောက်တစ်ချက်ဘာပြောလဲဆိုအရိတ်ကိုသာပြသည်ဖြစ်၍တဲ့စုံလင်ခြင်းအဖြစ်နိုင်မတည်နိုင်ရတနည်းအားဖြင့်ပြောမယ်ဆိုလို့ချင်းအရိတ်ဆိုတော့တိနာတောင်ကိုပတ်နေတာနဲ့တူတယ်ဒီຢာကဒီဘက်ကရာနီတောင်ကုန်းကိုပတ်ရမယ့်အရာဖြစ်နေတယ်တခါတလေကျွန်တော်တို့မိမိကိုတေချာသုံးသပ်ဖို့လည်းလိုပါတယ်ဘာသာရေးခေါင်းဆောင်တွေရဲ့တုံ့တင်ဆုံးမမှုအတိုင်းသွားနေတာလားကိုယ်တိုင်ကျမ်းစာမဖတ်ဘူးဖတ်ခဲ့ရင်တော့မှလိုလားလားသိချင်စိတ်အားကြီးပြီးတော့မျောလင့်ချက်ကြီးမားစွာနဲ့မဖတ်တတ်ဘူးအဓိကပြဿနာကတော့ကိုယ်တိုင်ကျမ်းစာမဖတ်လို့အဲ့ဒီပုံရိပ်မှာစနစ်တွေရှိတယ်တရိษံအသွေးအဖြစ်အပြစ်လွတ်တယ်ကပောက်ကျမ်းခန်းကြီး3မှာဇက်လန်းကအစတာဖြစ်တယ်အသီးစားတဲ့အဖြစ်ပြက်ပဲနားမထောင်ဘူးကြင်ချင်းဝင်လာတယ်အမှသိသွားပြီဖះကတော့သူရေးတဲ့ဇက်ကိုသူမနိုင်ဘူးလားလို့မေးစရာအကြောင်းရှိတယ်ဒါပေမဲ့လူသေးဖို့ဖြစ်လာတဲ့အခါမှာဖះကသူ့ရဲ့အမျက်ဒေါသအပြစ်စီရင်ခြင်းကိုလွဲချပစ်လိုက်တယ် condemnation ဆိုတဲ့ဆိုင်းငံ့ပြစ်ဒဏ်လို့ခေါ်တာပေါ့ judgment punch pound လို့ခေါ်တာပေါ့နော်လိုက်တာ punch pound လုပ်လိုက်တာဘာကိုအစားထိုးလိုက်တယ်ဆိုတော့ substitutionary death ဆိုတဲ့အစားထိုးအသေးခံခြင်းဝင်သွားတယ်အကောင်တစ်ကောင်ကိုတက်လိုက်တယ်
ဝိယုံခြုံပေးလိုက်တဲ့ကိစ္စဒီအရှက်အတွက်အကောင်တစ်ကောင်ကိုတက်ပြီးတော့မှအရေးကုန်ခြုံပေးလိုက်တဲ့အခါမှာအမြဲတမ်းလုံခြုံသွားတယ်ဆိုတဲ့အရာတွေ့ရတယ်ဒါပထမဦးဆုံးအစားထိုးလိုက်တဲ့အသွေးသွန်းတာကိုကျွန်တော်တွေ့ရတယ်နောက်တစ်ချိန်ယေရှုခရစ်အသေးခံအသွေးသွင်းမယ်ဆိုတဲ့ပုံရိပ်ကလေးပဲဖြစ်တယ်ဆိုတော့အာရန်ရဲ့သားနှစ်ယောက်ကသွားရစ်ပူဇော်တယ်ဘုရားကအငယ်ရဲ့ပူဇော်ခြင်းကိုပဲလက်ခံတယ်ဘာဖြစ်လဲလဲဆိုတော့အသွေးပါလို့ပဲဖြစ်တယ်အဲ့ဒီအသွေးထဲမှာဘာရှိလဲဆိုအသက်ရှိတယ်အကြီးကောင်ကတော့အငယ်ကောင်ကိုတတ်လိုက်တော့တနေ့မှာအငယ်နေရာမှာရှေသကိုပြန်နေပြီးတော့မှအစားထိုးလိုက်တယ်ဆိုတာကျွန်တော်တွေ့ရတယ်ဒါကြောင့်ကပ္ပပေါ်မှာကာအိနာလိုင်းနဲ့ရှေသလိုင်းနှစ်လိုင်းပဲရှိတယ်လူမျိုးနှမျိုးပဲရှိတယ်ဖះကိုယုံကြည်ကိုးကွယ်သူနဲ့ဖះကိုမယုံကြည်မကိုးကွယ်သူဒါဒီနေ့အထိပဲဖြစ်တယ်ကာအိနာရဲ့ရစ်ပူဇော်ခြင်းညှဉ်းပယ်ခံခြင်းအကြောင်းကတော့အသွေးမပါဘူးအသွေးထဲမှာအသက်ရှိတာဖြစ်တယ်ဒါကြောင့်အသွေးသွင်းခြင်းမရှိရင်အပြစ်လွတ်ခြင်းမရှိဘူးဆိုတဲ့အရာဖြစ်လာတာဒါကပုံရိပ်ခေါ်တာဖြစ်တယ်ဒါပေမဲ့တကယ်အကောင့်ထဲမပေါ်ခင်အထိတော့အဲ့ဒီပုံရိပ်နဲ့ပဲကျွန်တော်တို့မပြတ်မကွက်သွားရလိမ့်မယ်ဒါကြောင့်မောရှေပြည့်ညက်တရားကအရေးပဲယေရှုခရစ်ကြွလာတဲ့အခါမှာကားတိုင်းမှာအသေးခံပေးလိုက်တဲ့အခါမှာကတော့ဘာဖြစ်လဲအကောင့်ထဲပေါ်သွားပြီဒီတစ်ခါမှာကတော့ဘာဖြစ်လဲအရေးမလို့တော့ဘူးအကောင့်ထဲဆိုတဲ့အတိတ်တော်ပြုပြင်ခြင်းဆိုတဲ့ယေရှုခရစ်ကိုပဲဗဟိုပြုရတော့မှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ကျမ်းစာကအထံတော်သို့ချင်းကပ်တော်သူတို့ကိုစုံလင်ခြင်းအဖြစ်၌မတည်စေနိုင်ရာရှင်ဟေဘဲ30နှစ်ကနေ4ရှင်ဖတ်မယ်ဆိုရှင်တည်စေနိုင်လင်ဝတ်ပြုတော်သူတို့သည်တခါတည်းနဲ့စင်ကြယ်ခြင်းသို့ရောက်ပြီးမှနောက်တစ်ဖန်တန်ဝေကရเสียအကြောင်းအလင်းမရှိသည်ဖြစ်သောကြောင့်ထိုရစ်ကိုတခါတည်းပူဇော်၍နောက်တစ်ဖန်မပူဇော်ဘဲနေကြလိမ့်မည်မဟုတ်လောယခုမူကားရစ်ပူဇော်သည်တွင်အပြစ်များကိုနှစ်တိုင်းအောက်မေ့ခြင်းရှိ၏အကြောင်းမူကားနွားစိတ်ရအသွေးသည်အပြစ်ကိုမပယ်နိုင်ရာတော့မှဘာပြောလဲဆိုတော့တကယ်လို့တရိษံရဲ့အသွေးနဲ့အပြစ်လွတ်တယ်ဆိုလို့ရင်တဲ့နှစ်တိုင်းကျွန်တော်တို့လှုပ်เสียမလိုပါဘူးတဲ့မလွတ်လို့ကျွန်တော်တို့နှစ်တိုင်းဘာဖြစ်လဲပူဇော်ရတာဗောလှုပ်ရတာဒါကြောင့်မလို့အငယ်9အနေခွန်မှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာစကားလုံးလေးတစ်ခုပြန်တွေ့ရတယ်ခရစ်တော်သည်ဤလောကသို့ကြွလာသောအခါဆိုတော့ခရစ်တော်ကဒီလောကကိုကြွလာတာဖြစ်တယ်လောကတွေကဖြစ်လာတာမဟုတ်ဘူးမွေးနေ့လှုပ်တယ်ဆိုပြီးတည်ပြီးသားလူတယောက်ရဲ့မွေးနေ့ကိုလှုပ်တာအဓိပ္ပာယ်ရှိလို့လားမွေးနေ့ပွဲအစစ်အမှန်ကိုလှုပ်တယ်ဆိုလို့ရှိရင်တော့မွေးနေ့ရှင်အစစ်အမှန်ကိုထင်ပြလေဒါကြောင့်ခရစ်တော်ကြွလာတော့ကိုပဲတောင်းမှာဖြစ်တယ်စာရန်ကလည်းသိတယ်မယုံကြည်သူတွေကြားမှာဒီလိုမျိုးမွေးနေ့ဆိုတဲ့စကားလုံးသုံးတော့အခါမှာသူတို့ဖះလဲဘာထုလဲငါတို့နဲ့အတူတူပဲဆိုတဲ့အတိတရားဝင်သွားအောင်ဒါကိုကျွန်တော်တို့မြင်အောင်ကြည့်ဖို့လိုတယ်ဘာဖြစ်လို့လောကကိုကြွလာတာလဲဒီမှာကျမ်းစာဘာပြောလဲဆိုအိုးဖះသခင်ကိုတော်ဒီရစ်နှစ်ပူဇော်ခြင်းကိုအလိုတော်မရှိသည်ဖြစ်၍လူနဲ့ဖះကြားကပြဿနာကတရိษံအသွင်းနဲ့အလုံးမဖြစ်ဘူးဒါကြောင့်မို့ကျမ်းစာကထပ်ပြောတယ်ကျွန်တော်အဖို့ကိုခန္ဓာကိုပြင်ဆင်တော်မူပြီးစာလံအခန်းကြီး40 6နေ8မှာလဲကိုတော်ဒီရစ်နှစ်ပူဇော်တကားကိုအလိုတော်မရှိသည်ဖြစ်၍ကျွန်တော်နားကိုဖွင့်တော်မူပြီးမိရှောရာရစ်နှစ်အပြစ်ဖြေရာရစ်များကိုတောင်းတော်မူသောအခါကျမ်းစာလိမ့်နဲ့ကျွန်ုပ်ကိုအမတ်ပြု၍ရေးထားသည်နှင့်အညီကျွန်ုပ်သည်သွားပါမည်ဟုခံပါ၏ကျွန်ုပ်၏ဘုရားသခင်ကိုတော်၏အလိုကိုဆောင်ရ၌ကျွန်ုပ်သည်အားရဝမ်းမြောက်ခြင်းဝမ်းမြောက်ပါ၏ကိုတော်၏တရားသည်လည်းကျွန်ုပ်နှလုံးထဲမှာရှိပါ၏ကဲတင်ခြင်းအကြောင်းအရာဖြစ်လာဖို့အတွက်ဒီပရောဖက်ပြုထားတဲ့ဂျမ်းဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ကျွန်တော်တို့ဗြိဉ္ဉ်တရားဟောင်းမှာတော့ကတော့ခရစ်တော်လောကကိုကြွလာတဲ့ပုံစံလေးတွေတွေ့ရတယ်တောတုံနဲ့ခေါမောရကိုစီရင်မယ်ပြောတဲ့အခါမှာအာဗြဟံစီလူ3ယောက်လာတယ်တယောက်ကဖခင်သားနဲ့တူတယ်ဆိုတဲ့အခါမှာရှဒရမေရှအဘေဒနိုဂါတို့မိဘုံနဲ့ကြတဲ့အခါမှာလူ4ယောက်ဖြစ်နေတယ်ဖခင်သားနဲ့တူတယ်လို့ပြောတယ်တမန်တရားကိုယုံကြည်ခြင်းနဲ့သာမဟုတ်ရင်တော့ဘယ်လို့မှခံယူနိုင်မှုခက်ပါတယ်ငါတုံးမဟုတ်ဘူးကွာငါမဟုတ်ဘူးကွာငါသိတယ်ငါတက်တယ်အဲ့ဒါကပဲလူကိုငရဲကိုဆွဲချသွားတာဖြစ်တယ်ဆိုတော့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးထားဒါကိုလူကရွေးချယ်တတ်လို့လားလို့ဆင်ခြင်တဲ့အခါမှာမရွေးချယ်တတ်ပါဘူးလူရဲ့ရွေးချယ်ပိုင်ခွင့်ကိုဘုရားသခင်ကဝင်ဆက်ဖက်ခွင့်မရှိဘူးဘာလို့ဆိုတော့ဘုရားကသူ့ကတ်နဲ့သူထားတာဖြစ်တယ်အဲ့ဒီလောက်ထိလူကိုတန်ဖိုးထားတာဖြစ်တယ်ဘာဖြစ်လို့တန်ဖိုးထားတာလဲသူ့တရားနဲ့တူတယ်သူ့ဝိညာဉ်ပါတယ်ဆိုတဲ့အခါမှာလူကြရှုံးပြီးနောက်ပိုင်းမှာတော့ဖះနဲ့လူကရန်သူဖြစ်သွားတယ်ကောလောသဲအခန်းကြီး1 အငယ်20မှာရှိတယ်
ဒါပေမဲ့ယေရှုခရစ်အဖင်မိသားစုဝင်ပြန်ဖြစ်လာတယ်ဆိုတော့အငယ်30မှာအခုနဟေဘဲ30ငယ်30မှာကတော့ဘာပြောလဲဆိုထိုတို့နှင့်အညီယေရှုခရစ်တခါဒီပူဇော်သောအဖင်ငါတို့သည်စင်ကြယ်ခြင်းသို့ရောက်ကြ၏လေကိုရောဤကိုတခါတည်းပူဇော်သောအဖင်လူနဲ့ဖျားကြားကယံပြန်ငိမ့်သွားတယ်ယေရှုခရစ်အဖင်လူကာအခန်းကြီး1အငယ်31ကနေ33သင်သည်ပရိသေရီ၍တားယောက်ျားကိုဖွားမြင်လိမ့်မည်အမှတစ်ချက်ထိုသားကိုယေရှုအမည်ဖြင့်မဲ့ရမည်နှစ်ချက်ထိုသားသည်လည်းကြီးမြတ်သောသူဖြစ်လိမ့်မည်သုံးချက်ရှိတယ်အမြင့်ဆုံးသောဖျား၏တားကိုခေါ်သမုတ်ခြင်းခံရလိမ့်မည်လေးချက်ရှိတယ်သူ့အဘဒါဝိဒ်၏ယာစပလင်ကိုထာဝရအရှင်ဘုရားသခင်သူ့အားပေးတော်မူမည်ထိုသူလည်းယာကုပ်အမျိုးကိုအစင်မပြတ်အုပ်စိုးလိမ့်မည်အမှ၅ချက်ရှိပြီအစင်မပြတ်အုပ်စိုးလိမ့်မည်6ချက်ရှိတယ်သူ၏နိုင်ငံတော်ဒီဆုံးခြင်းမရှိရဆိုအမှ9ချက်ရှိတယ်တလားဆိုတော့ prophet ပြုထားတဲ့9ချက်ရှိတယ်3ချက်တော့ဘာဖြစ်လဲမပြည့်စုံသေးဘူး4ချက်ကပြည့်စုံသွားပြီပရိသေရီ၍တားယောက်ျားကိုဖွားမြင်လိမ့်ပြီဒါပြည့်စုံသွားပြီယေရှုအမည်ဖြင့်မဲ့ရမည်ဒါလည်းပြည့်စုံပြီကြီးမြတ်တော်သူဖြစ်လိမ့်မည်ဒါလည်းပြည့်စုံပြီဘုရား၏တားကိုခေါ်သမုတ်ခြင်းမျိုးကိုခံရလိမ့်မည်ဒါလည်းပြည့်စုံပြီနောက်3ချက်ကတော့4ချက်ပြည့်စုံပြီနောက်3ချက်ကသူ့အဘဒါဝိဒ်၏ယာစပလင်နော်ယေရှုခရစ်ကဣသရေလလူမျိုးတွေကြွလာပြီးမှဣသရေလတွေကညှင်းပယ်လိုက်တဲ့ခါမှာဣသရေလတွေကိုဘုရင်အနေနဲ့မအုပ်ချုပ်လိုက်ရဘူးအဲ့ဒါမပြည့်စုံသေးဘူးဒါအနှစ်ထောင်ကာလမှာပြင်လည်ပြီးတော့မှအုပ်ချုပ်မယ်ဆိုတော့နော်အစင်မပြတ်အုပ်ဆိုးလိုက်ပြီအခုလည်းအစင်မပြတ်အုပ်မဆိုးသေးဘူးဘာဖြစ်လဲဆိုတော့ခေါင်းကင်ကိုပြန်တက်သွားတယ်ဆုံးခြင်းမရှိရဒါလည်းမပြည့်စုံသေးဘူးဒါပေမဲ့ဒါထာဝရကာလမှာဆုံးခြင်းမရှိရတော့ဘူးဒါကြောင့်မလို့နေ့9ချက်မှာ4ချက်ပြည့်ပြီး3ချက်မပြည့်သေးဘူးဆိုတာကိုကျွန်တော်တို့တွေ့ရတယ်တကယ်လို့ဒါဣသရေလတွေကယေရှုကိုဘုရင်ဖြစ်လက်ခံမယ်ဆိုလို့ရှိရင်တော့9ချက်စလုံးပြည့်စုံသွားမှာဖြစ်တယ်ယေရှုပထမအကြိမ်ကြွလာခြင်းတချို့ပြည့်စုံသွားပြီယေရှုပထမကြွလာခြင်းဆိုတဲ့အရာကဟေဘဲခန်းကြီး30မှာဖြစ်ပျက်လာတဲ့ပြောသွားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြန်ပြီးဆက်ပြီးတော့ခွန်အားယူတာဖြစ်တယ်ဒုတိယအကြိမ်ကြွလာမှအကုန်ပြည့်စုံမှာဖြစ်တယ်ကျန်တဲ့3ချက်ကိုပြန်ပြည့်စုံမှာဖြစ်တယ်ယေရှုရဲ့အသွေးတော်အားဖြင့်သာမဟုတ်ရင်တော့အရာအလုံးကအချင်းကြီးသက်သက်ပါပဲဒါကြောင့်မလို့ကျွန်တော်တို့မောရှေရဲ့ပြည့်ညတ်ချက်ကတော့ဘာဖြစ်လဲပုံရိပ်သက်သက်ဖြစ်တယ်မရောက်လာခင်တော့ဒီပြည့်ညတ်တရားကအရှိကစောင့်နေတာဖြစ်တယ်ဒါပေမဲ့ယေရှုတရားရောက်လဲရောက်တော့ပြည့်ညတ်တရားကပြည့်စုံသွားတဲ့အခါမှာပြည့်ညတ်တရားနေရာမရှိတော့ယေရှုခရစ်တော်ကြွလာခြင်းပထမအကြိမ်ဒီအရာလေးကိုကျွန်တော်တို့သိရှိပြီးဆိုလို့ရှိရင်ယေရှုဒုတိယကြိမ်ကြွလာခြင်းဆိုတဲ့အရာကိုအဲ့ဒီဘက်ကိုကျွန်တော်တို့ပြင်ပြီးတော့မှမြန်မီးမောင်းထိုးဖို့လိုပါတယ်ဆိုတော့အခုအချိန်လေးကျွန်တော်တို့ကပထမကြွလာခြင်းမှာပဲပြောနေလို့မရဘူးဒုတိယကြွလာခြင်းတော့ကျွန်တော်တို့ကပြန်လည်ပြီးတော့မှပြင်ဆင်ရမှာဖြစ်တယ်ဆိုတဲ့အရာကိုပြန်လည်ပြီးတော့ခွန်အားပေးတိုက်တွန်းခြင်းနဲ့ရောက်စံကုန်ဖျက်သခင်ကောင်းကြီးပေးပါစေ